ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာ Animation Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်တို့ဒီထက်ပေါ့နော်ဒီထက်ကျွန်တော်တို့ internet မရှိတဲ့အခါမှာဒီထက်ဆင်ကတ်တွေကျွန်တော်တို့ဒီ software ထဲမှာပေါ့နော်ကျွန်တော်တို့ coin လေးတွေရှိတယ်ပေါ့နော်အဲ့ဒီ coin လေးတွေကဘယ်ရလဲဆိုလို့ကျွန်တော်တို့ဒီ phone pay တွေဖြည့်တယ် internet တွေဖြည့်တဲ့အခါမှာကျွန်တော်တို့ဒီထက် company ကနေပြီးတော့ဒါပြန်ပြီးတော့စုပေးတဲ့သဘောပေါ့နော်ဒီ coin လေးတွေကကျွန်တော်တို့များလာရင်များလာသလိုကျွန်တော်တို့ကသူ့ရဲ့တန်ရာတန်ကြီးပေးပြီးတော့ internet ကိုလဲပြီးအသုံးပြုလို့ရပါတယ်เนาะကျွန်တော်တို့ဒီ internet မရှိရခြင်းအခက်အခဲဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒါအရေးကြီးနေတဲ့အချိန်ပေါ့เนาะ internet ကလည်းမရှိလက်ထဲမှာလည်းငွေရပြတ်နေပြီဆိုရင်ကျွန်တော်အဲ့ဒီ coin လေးတွေနဲ့ကျွန်တော်တို့ internet ကိုလဲပြီးသုံးလို့ရပါတယ်เนาะကျွန်တော်အဲ့ဒါလေးကိုလာပြောရင်းနဲ့နောက်တစ်ခုကကျွန်တော်မနေ့ကတနေ့ကပေါ့နော်ကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုလေးပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်ပြန်ပြီးတော့ရှင်းပေးနေတာပေါ့နော်အဲ့ဒါကဘာလဲဆိုလူတော်များများကျွန်တော်ကိုကွန်မန့်မှာလာမေးကြတာပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတချို့လူတွေကြရတယ်တချို့ကြမရဘူးပေါ့နော်ဒီအင်တာနက်ပေါ့နော်ဒီ40ပန်းနဲ့တစ်လစမှတ်တာပေါ့နော်တချို့လူတွေရတယ်တချို့လူတွေမရဘူးပေါ့နော်အဲ့ဒါကျွန်တော်မနေ့တနေ့ရပေါ့နော်ကျွန်တော်လည်းဒီကိုအသုံးပြုနေတာရတဲ့အတွက်ပေါ့နော်ဒီအမြန်ပေါ့နော်ဒါကိုယ့်ရဲ့ဒီမိစေတငယ်ချင်းတွေလည်းရသိချင်လို့ကျွန်တော်ဗီဒီယိုလေးအမြန်လုပ်ပြီးတင်ပေးလိုက်တာပေါ့နော်တေချာလေးတော့ရှင်းမပြလိုက်ရဘူးပေါ့နော်အခုကျွန်တော်လာပြီးတော့ရှင်းပြပေးပါမယ်ဒီစမှတ်တဲ့နေရာမှာကျွန်တော်တို့ဒီကိုယ့်ရဲ့စင်ကတ်ကတက်တန်းအနည်းဆုံးဒီတစ်နှစ်ကနေပြီးတော့9နှစ်အတွင်းကိုရှိရမှာပေါ့နော်တစ်နှစ်သုံးမဟုတ်ဒီ2နှစ်ပေါ့နော်တစ်နှစ်ကတော့အနည်းဆုံးပေါ့နော်ရှိရမှာပေါ့နော်ကိုယ့်ရဲ့စင်ကအသုံးပြုထားတာပေါ့နော်အဲ့လိုမျိုးရှိမှကျွန်တော်မနေ့ကဒီ40ပတ်နဲ့ပေါ့နော်တလားစမှတ်တဲ့ဟာဒီရမှာပေါ့နော်ဒါမှမဟုတ်ပဲကျွန်တော်တို့ဒီတလား2လပဲရှိသေးတယ်စင်ကဝယ်ထားပြီးပြီဒီအသုံးပြုနေတဲ့အခါမှာခုလိုမျိုးစမှတ်မယ်ဆိုရင်တော့မရတော့ပါဘူးနော်တရားမှာကျွန်တော်တို့ဒီ20ရာခိုင်နှုန်းလို့30ရာခိုင်နှုန်းတော့ဒီလောက်ပဲရမယ်ပေါ့နော်ချို့လူတွေလည်းရတယ်ချို့လည်းမရဘူးပေါ့နော်မရတာများပါတယ်နော်ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်ပြီးရင်နောက်တစ်ခုကကျွန်တော်ဒီပထမဦးဆုံးစမှတ်တဲ့စမှတ်နီးကျွန်တော်ဒီ40ဘိုက်စမှတ်ဖို့အတွက်အခွင့်အရေးရဖို့တော့အရင်ဆုံး20တန်းစမှတ်တဲ့နီးကိုကျွန်တော်တို့ဖြတ်ပြရပါမယ်နော်မဖြတ်လို့ရှိရင်ကျွန်တော်တို့ပတ်စပ်ထဲတိုင်းသူကနေအော်တိုစမှတ်နေမှာဖြစ်ပါတယ်အဲ့ဒီ20ပတ်ကပေါ့နော်အဲ့တော့ကျွန်တော်ဒီအရင်ဆုံးဒီတဲ့ software တော့တွားလိုက်မယ်နော်ဒါမိတ်ဆွေတို့လည်းဗီဒီယိုလေးသေချာကြည့်ပြီးတော့ဒါသေချာနားထောင်ပြီးတော့အသုံးပြုကြပါနော်ဒီမှာကျွန်တော်ကတော့ခုလက်ရှိဒါတောင်းနေတော့မယ်ပေါ့နော်ဒီတနေ့ကျွန်တော်ပြောတဲ့40ဘတ်နဲ့ပေါ့နော်40ဘတ်နဲ့စမှတ်တဲ့နီးအင်တာနက်ခုထိကျွန်တော်တောင်းနေတော့မှာပါနော်ခုထိတောင်းနေလို့ရသေးတယ်နော်ဒီအချက်လက်များဆိုတဲ့နေရာလေးကိုတစ်ချက်သွားမယ်နော်ဒီမှာပြန်ပြမယ်နော်ဒီမှာဒီနေရာလေးပေါ့နော်အချက်လက်များအဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒါကျွန်တော်အခုပြမှာတော့ကျွန်တော်တို့ဒါ20ဘတ်ပေါ့နော်ဒီတလောက်40ဘတ်မစမှတ်ခင်အရင်ဦးဆုံး20ဘတ်စမှတ်တဲ့စမှတ်နည်းကိုဖြတ်ကမှာဖြစ်ပါတယ်နော်တကယ်လို့မဖြတ်လို့ရှိရင်မိတ်ဆွေတို့ပတ်ဆက်ထဲတိုင်းသွားနေပြီးတော့အော်တိုစမှတ်နေမှာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဒီနေရာမှာဒါကတော့ကျွန်တော်ရခင်ကအရင်တော့ပေါ့နော်ကျွန်တော်သုံးနေတယ်ဒါဇက်တိုက်သုံးအင်တာနက်200 MB 100GB 200ဘတ်30ပေါ့နော်30ရက်ပေါ့နော်အဲ့ဒါကျွန်တော်ဒါလိုရမရသိမ်းထားတာပေါ့နော်တကယ်လို့ဒီခါလေးမရခဲ့လို့ရှိရင်ဒီကပြန်ပြီးတော့အသုံးပြုအောင်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိဒီအလဲမှာရှိပါလိမ့်မယ်နော်ဒီနှစ်ခုရဲ့အလဲမှာဒီ20ဘတ်တန်အော်တိုစမှတ်နီးအဲ့ဒါရှိနေပါလိမ့်မယ်တကယ်လို့ရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအမိုက်ပုံးလေးတွေ့ပါလိမ့်မယ်အဲ့ဒီအမိုက်ပုံးလေးကိုနှိပ်ပြီးတော့ဒါမိတ်ဆွေတို့နေဖြတ်ပြလိုက်ပါနော်တကယ်လို့မဖြတ်ဘူးဆိုရင်မိတ်ဆွေတို့ပတ်ဆက်ထဲတိုင်းဒါအော်တိုစမှတ်နေမှာဖြစ်ပါတယ်အဲကြောင့်အဲ့နေရာလေးကိုနှိပ်ပြီးတော့ဒါဖြတ်ပေးလိုက်ပါနော်ဒါကျွန်တော်ကတော့ဒါအင်တာနက်ကိုဒါတောင်းနေတော့မှာပဲတတုံးတော့ရောက်သွားပြီပေါ့နော်ဒီမှာပေါ့နော်အခန်းသမအင်တာနက်ပေါ့နော်ဒေတာယူစင်းချင်းဝန်ဆောင်မှုအတွက်တဲ့ကောက်ခံခြင်းမရှိပေါ့နော်ဒီမှာဒါလေးပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်တို့20ဘတ်နဲ့ပေါ့နော်ဒါရက်30အသုံးပြုနေတာပေါ့နော်ဒါခုထိကျွန်တော်မကုန်သေးပါဘူးခင်ဗျာဒါမိတ်ဆွေတို့တွေကိုလာပြပေးတာနောက်တစ်ခုကျွန်တော်အခုပြောမဲ့ဗီဒီယိုကတော့ဒီမှာပေါ့နော် coin ဆိုတာဒါလေးကိုပြောတာပေါ့နော်ဒီမှာအဝါရောင်လေးနဲ့ပေါ့နော်ကျယ်ပုံစံလေးကျွန်တော်မှာတော့အရင်တော့အများကြီးပေါ့နော်ကျွန်တော်လည်းအရင်တော့မသိဘူးပေါ့နော်
ဒါလေးတွေကဘာလေးတွေမှမသိဘူးအရင်တော့ကျွန်တော်မှ1000ကျော်ရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကိုသိတာနဲ့ကျွန်တော်ကနေပြီးနောက်ပိုင်းအင်တာနက်မဆက်မှတ်တော့ဘဲနဲ့ဒါလေးတွေနဲ့ပဲလဲပြီးတော့ဒါအင်တာနက်အသုံးပြုတာပေါ့နော်ဟုတ်ပြီဒါလေးတွေကိုဘယ်နေအောင်သတ်လဲရမလဲဆိုရင်ကျွန်တော်တို့ဒီတက်စုများဆိုတာရှိပါတယ်နော်ဒီမှာအလဲမှာပေါ့နော်ဒီတက်စုများကိုတစ်ချက်နှိမ့်လိုက်ပါနှိမ့်လိုက်တယ်လည်းခုလိုပေါ်လာပါလိမ့်မယ်ဒီမှာဒီတက်စုတွေပေါ့နော်ဒီတက် packet အကန့်အသတ်မဲ့အင်တာနက်ဒီမှာပေါ့နော် 4MB 2နာရီပေါ့နော်24နာရီပေါ့နော်ဒီမှာ900ပေါ့နော်ဒါကတော့ coin 900နဲ့400မှာဖြစ်ပါတယ်နော်ဒီမှာတစ်ခုပေါ့နော်ဒီအောက်မှာ internet 3GB 24နာရီဒါလည်း900နဲ့400မှာဒီမှာကတော့ဒါတော့ဒါ 4MB ပေါ့နော်တရက်ပေါ့နော်ဒီမှာ300နဲ့400မှာပေါ့နော်ဒီမှာ49 3GB ပေါ့နော်တရက်ပေါ့နော်လဲမဲ့ဆိုရင်ခုလိုမျိုးနှိပ်လိုက်ပါနော်နှိပ်လိုက်လို့ဒီနေရာလေးမှာစိမ့်ပြီးဒီနေရာလေးမှာပြနေဒါလည်းမဲ့ဆိုလို့နေလဲလို့ရပါတယ်နော်ဒါကြလို့ဒီနေရာလေးမှာမစိမ့်ဘူးဝါနေတယ်ဒီမှာလည်းပြနေဆိုရင်လည်းဒါလဲလို့ရပါတယ်နီးနေတော့မကောင်းပါနော်နီးနေတော့မလဲပါနဲ့ဒါကျွန်တော်တို့အင်တာနက်မရှိတဲ့ဆာလို့ရှိရင်တော့အဝါရောင်လေးကတော့ဒါသုံးလို့ရသေးရပေါ့နော်ဒါကြလို့စိမ့်နေဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်စိမ့်နေဆိုရင်ဒါလိုက်ရကောင်းတယ်လို့ဆိုလိုရမှာပေါ့နော်နောက်တစ်ခုဒီမှာ 1GB ပေါ့နော်တကစ်ပေါ့နော်ဒါတော့တနာရီပေါ့နော်ဒီမှာလည်းမရှိဘူးပေါ့နော်ဒါလူသုံးများရင်များသလိုသူကနေပြီးတော့ပေါ်မနေပါဘူးနော်ပျောက်သွားမှာပါနောက်ပြီးတော့ကိုယ်မှရှိတဲ့ coin ပေါ်မှာလည်းမူတည်တယ်ပေါ့နော်ဒီမှာနီးနေပေါ့နော်ဒါစင်ကတတန်းတိုးတာပေါ့နော်ဒါလည်းမကောင်းဘူးနော်အောက်မှာအပြာမပေါ်ဘူးပေါ့နော်ဘောနဲ့20ဘတ်24နာရီတဲ့သူက20ဘတ်ပေးတာပေါ့နော်ဒါတော့ပတ်ဆက်ပေးတာပေါ့နော်69ဒီမှာအပြာရောင်လေးတော့ပေါ်တယ်ပေါ်တော့နော်ကျွန်တော်စိတ်နဲ့ဟာလေးကိုလိုက်ပြပါမယ်နော်စိတ်နဲ့ဟာလေးရှိပါတယ်ဒီအောင်လေးတွေမှာကိုယ့်ရဲ့ဒီ coin နဲ့အများပေါ်မှာလည်းမူတည်ပြီးတော့ဒါလေးတွေကလည်းမပြဘူးပေါ့နော်ကိုယ့်ရဲ့ coin အနည်းဆုံး200ရှိရမယ်ပေါ့နော်အနည်းဆုံး200ရှိရမယ်200ကျော်ပေါ့နော်200ကျော်ဆိုတာမိတ်ဆွေနဲ့စမှတ်လို့ရပါတယ်ဒီမှာစိတ်နဲ့ပေါ့နော်စိတ်နဲ့ဒါပေမဲ့မိတ်ဆွေမှာ140ကျော်ပဲရှိရတယ်ဒီမှာပြမနေပါဘူးเนาะအဲ့လိုမျိုးစိတ်ရင်ဒါကောင်းတယ်ပေါ့နော်အော်ဒီမှာပေါ့နော်အောက်မှာလည်းပြရတယ်19ဘတ်ပဲရှိတယ်ပေါ့နော်ဒီမှာပေါ့နော်ဒါလေးကတော့ဒါလဲလို့ရပါเนาะဒါကတော့ဘာအတွက်လဲမသိဘူးအဲ့တော့တခြားဟာတွေပေါ့နော်ခုလိုမျိုးခုနကျွန်တော်ပြတဲ့အတိုင်းလေးစိတ်နေမှဆိုရင်ရတယ်ပေါ့နော်ဒါကတော့ YouTube ပေါ့နော် YouTube Premium အပြာရောင်လေးပေါ်ရင်လဲလို့ရပါပေါ့နော်ခုလိုမျိုးမိတ်ဆွေတို့မှာ coin အများကြီးရှိတယ်ဆိုရင်ဒါလေးတွေကိုနှိပ်ပြီးတော့ဒါလဲလို့ရပါတယ်အနည်းဆုံး200ပေါ့နော်200 coin ဆိုရင်ရပါတယ်ကျွန်တော်စီစဉ်လောက်ပါမယ်မိတ်ဆွေများအားလုံးအင်တာနက်မရှိတဲ့အချိန်မှာဒီ coin လေးတွေနဲ့ပေါ့နော်အင်တာနက်လဲသုံးတဲ့နည်းလေးကိုလာပြောရင်းနဲ့ဒါမနေ့ကကျွန်တော်တနေ့ကတင်ခဲ့တဲ့ဗီဒီယိုလေးအကြောင်းကိုရှင်းပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးကိုစိတ်နဲ့ဗျာကျမ်းမာချမ်းသာကြပါစေကျွန်တော်ဗီဒီယိုလေးရမိတ်ဆွေတို့အတွက်ကိုအကျိုးရှိတဲ့ဘူးသူရရဆိုရင်ဗီဒီယိုလေးကိုတခြားလူများသိအောင် subscribe လေးနှိပ်ပြီးခေါင်းလောင်းလေးတီးပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ